မနေ့အဲ့ရထားချိန်မှာဒီချက်တွေမလုပ်သင့်ပါဘူး။ကြည့်ဖုန်းကိုရင်ဆုံးမကြည့်ပါနဲ့။မျက်စိနှလုံးပွင့်လာတဲ့ဖုန်းကိုကြည့်တာစိတ်ဖြစ်စီမှုကိုမြင့်တက်စေပါတယ်။အဲ့ရနိုးနိုးချင်း10မိနစ်လောက်ကိုဖုန်းမကြည့်ပါနဲ့။နဲ့ဘာချိန်မှာဘာအစားမှမရှိဘဲနဲ့ကော်ဖီမတောက်ပါနဲ့။ဒါအဆိုင်ကိုဒုက္ခပေးတတ်ပါတယ်။အစားတစ်ခုနဲ့တွဲတောက်ပါ။3တကြားတတ်များတဲ့အချွေတွေမတောက်ပါနဲ့။ဖြော်ရည်ဒါမှမဟုတ်အားဖြည့်ချွေတွေကကျွန်းကျွန်းတကြားတတ်ကိုမြင့်တက်စေပါတယ်။ရှည်သုံးမှုရှင်ရွှေချောင်းဝယ်တောက်ပေးပါ။လေမနှက်စာမစားမဲမနေပါနဲ့။အစာမစားရင်အာယုံဆူဆိုင်မှုနည်းသွားတတ်ပါတယ်။အနည်းဆုံးတော့အပြောသေးတလုံးဒါမှမဟုတ်ကြောက်တုံးကပြုတ်စားလိုက်ပါ။မနှက်ခင်းမှာနှုတ်တဲ့ချက်တွေပြောပြပါအောင်မယ်။တဲ့မနှက်ရထားတာချင်းမှရှည်တောက်ပါ။အဲ့ရထားပြီးခန္ဓာကိုယ်တညတော့အပူတွေထွက်ပြီးခြေသက်ခန်းချောက်နေပါတယ်။နဲ့2မိနစ်လောက်အကျော်ဆန့်ပါ။ကြွက်သားတွေကိုနှိုးချစေမယ်လေချင်းကဥမာခြေလက်တွေကိုကြောလျှော့ပါ။တွေးလည်းပမှုမြင့်တင်ပြီးတော့တွက်လက်စေပါတယ်။3ညတော့ရမနှက်စာစားပါ။ကျဲဟုအပြောသည်ဒါမှမဟုတ်နွားလို့တောက်ပါဒါတွေရဲ့အုံနောက်နဲ့ခန္ဓာကိုယ်တစ်နေ့လုံးအားရှိပေးပါလိမ့်မယ်လေးနေပူစားလုံးပါ9မိနစ်10မိနစ်လောက်ပြန်ထွက်ပြီးလမ်းလျှောက်ပါဗီတာမင် D ကိုရရှိစေပြီးစိတ်ဓာတ်ကိုတက်ကြွစေပါတယ်